ကျွန်တော်မှာတော့လက်ရှိပတ်စံတပြားမှမရှိပါဘူးအဲ့ဆိုတော့ဆက်သိမ်းဘယ်လိုရှားမှာဆိုတော့စဉ်းစားရတော့ခက်ပါတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူးမှာစီးပွားရေးတစ်ခုလုပ်ဖို့အတွက်ပတ်စံအများဆုံးသိန်းသုံးဖို့2သိန်းချိမှသာစီးပွားရေးလုပ်လို့ရမယ်ဆိုတဲ့စကားကိုမယုံပါနဲ့အမှန်တကယ်ဆိုတော့စီးပွားရေးဆိုတာအတွေ့အကြုံရှိရင်စီးပွားရေးလုပ်စားလို့ရပါတယ်အဲ့ဒါပဲစီးပွားရေးဆိုတာအဲ့ဒါပဲပတ်စံမရှိမရှိစောက်ပြီးမဆိုင်နဲ့အဲ့ဆိုတော့ဆက်လိုက်အောင်So finally guys အချိန်အများကြီးပေးပြီးတော့ recharge လုပ်လိုက်တာကြတော့ဆက်ပြစီထုံးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဆက်ပြစီထုံးမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုဆက်ပြစီတန်းမှာ90ရာခိုင်နှုန်းလောက်ရေဘက်ပါပါတယ်သုံးမဲ့ပစ္စည်းရလည်းမဲပါတယ်အဲ့ဒါကြောင့်မြတ်ရင်လည်းအတိဂုံမြတ်ပါတယ်ပြန်ဒီဆက်ပြစီထုံးကျွန်တော်ရောင်းဖို့အတွက်ပထမအချက်ကကြတော့ကျွန်တော်သုံးမဲ့ capital လည်းမလောက်ပါဘူးလုံးဝမရှိပါဘူးပြန်ဒုတိယအချက်ကကြတော့တဆရင်နှစားမြတ်ပါတယ်ဟုတ်ပါတယ်ပြက်စီကုန်ကျန်းတွေကိုဈေးကွက်တော့တွားချလိုက်ဒီကုန်ကျန်းတွေရောက်သွားပါတယ်ဒီဆက်ပြက်စီကုန်ကျန်းဆိုတော့1မျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုးပဲဖြစ်ပါတယ်ကဲဒီ6မျိုးဆက်ဖို့အတွက်ချစ်တင်းတဲ့ပစ္စည်း3မျိုးပါဒါကကျတော့ရေတန့်ပေါ့ရေတန့်မဟုတ်ပါဘူးဗျာအရင်ရေတန့်တော့ရင်တော့ပိုကောင်းပါတယ်ပြန်ရေပုံးနဲ့ပိုက်လုံးပေါ့ရောက်ဖို့အတွက်ဒီ3မျိုးပါကဲပထမဆုံးဒီရေပုံးတဲ့ကိုရေဘူးနဲ့ရေ12လီတာထည့်ပါမယ်3လီတာမြောက်ဖြစ်သွားပါပြီဒါပေမဲ့ဒီမှာပညာတစ်ခုပြအောင်ခင်ဗျားတို့ရေကိုဒီလိုထည့်ရင်ကြာတယ်ဗျာ9စကန်လောက်ကြာတယ်ပြန်နောက်တစ်ခုကိုကျွန်တော်ဆန်းပြမယ်ကြည့်ထားဒီမှာတော့ဒါရေဘူးနော်ဒီကောင်နောက်လည်းဒီလိုလည်းလာတွေ့လာမှာ3စကန်တောင်မကြာဘူးအမပြီးသွားပြီဒါနဲ့ဆို12ဘူးမြောက်ပေါ့ကဲပထမဆုံးဒီ SLE ရဲ့ဆိုတဲ့ဂျယ်လေးကိုထည့်ပါမယ်ဟုတ်ပါပြီလို့ပါSLE ရဲ့ဂျယ်ထည့်ပြီးသွားပါပြီခင်ဗျာဒီဂျယ်လေးကိုမိနစ်20လောက်မွေရပါမယ်ကန်တာလေးဗျာမိနစ်20မွေပြီးရတဲ့အခါမှာအထက်ကဂျယ်လေးကိုဂျယ်လေးတွေအကုန်ပြတ်သွားလိမ့်မယ်နော်ပြတ်သွားရင်နောက်ပစ္စည်းတစ်ခုထည့်အောင်ကဲနံပါတ်2ကတော့ဒီ SLS အချောင်းပဲထည့်ပါမယ်ဒီထည့်တဲ့အချိန်မှာနှခမ်းနဲ့နည်းနည်းဝေးဝေးထားပါနှာခေါင်းနဲ့မော့ရင်အဲရောအနေနဲ့တားပြင်းတော့ဟိုနေ့တစ်ခုခုဖြစ်နိုင်တယ်ပါမယ်9မိနစ်လောက်မွေးပြရတဲ့အချိန်မှာဒီကလည်းထပ်ပါမယ်ရောကြတော့လက်နဲ့သွားမကင်မနဲ့တားဆက်ပါတယ်မတွေ့လဲဒီရောလည်း9မိနစ်လောက်မွေးပါမယ်ကဲ9မိနစ်လောက်မွေပြရတဲ့အချိန်မှာဒီ SCL ဆိုတဲ့ Sodium Chloride ဆိုတဲ့စားလေးကိုထည့်ပါမယ်ပြန်9မိနစ်လောက်မွေပါမယ်ကဲပြီးတော့အယောင်နဲ့ထည့်ပါမယ်အဲ့ဒါနဲ့ပါမွေးပါမယ်ကဲနောက်ဆုံးထပ်မပုံကဒီပုံစံလေးဗျာဒီဟာကို12နာရီလောက်ထားလိုက်ပါသူ့ဘာသူအေးပြောလိုက်ရင်ပြန်ရေဘူးတဲ့ကိုထည့်ရောင်းလို့ရပါပြီ One eternity later ကဲဒီဆက်ပြစီကိုအကုန်ရောပြီးသွားရင်12နာရီထားပြီးသွားရင်ချိန်မှာဒီပုံစံလေးထွက်ပါလိမ့်မယ်ဒီပုံစံရပါပြီဆိုတော့ရေဘူးတဲ့ကိုထည့်ပြီးတော့ရောင်းလို့ရပါပြီခင်ဗျဒီဆက်လေးဘူးကိုတွားရောင်းပါမယ်ဘယ်လောက်ရဲ့ဘယ်ဈေးနဲ့ရဆိုကြည့်အောင်So finally guys ဆက်ပြစီတော့ကုန်ရောင်းထွက်ရပါပြီခင်ဗျအဲ့ဆိုတော့အမြတ်ဘယ်လောက်ရလဲဆိုတာကြည့်လိုက်အောင်
ပထမဆုံးစက်ပြစီကုံချောင်းဝယ်လိုက်တာ6000ကျပါတယ်ပြီးတော့ရေဘူးခွန်းဝယ်လိုက်တာ1000ကျပါတယ်အဲ့ဆိုတော့စုစုပေါင်းကုံကြောင်းဝယ်9000ပါခင်ဗျတပူးကို900ကျပ်ဖြစ်ရောင်းလိုက်ပါကဲတပူးကို914ဘူးဆိုတော့9800အောင်ဟိုဟာကုံချမ်းရ9000ကုံရပါလေအကုန်လုံးအဲ့ဆိုတော့စုစုပေါင်းအမြတ်ကကျတော့2800မြတ်ပါတယ်ဒီမှာကျွန်တော်ပြောချင်တာတစ်ခုရှိတယ်ဗျာဒီစက်ပြစီတွေကိုကိုယ်တိုင်ဈေးကွက်မှာရောင်းရင်ပို့ပြီးတော့မြတ်ပါတယ်တပူးကို1000လောက်ရပါတယ်ကျွန်တော်ကကျတော့ကျွန်တော်တငယ်ချင်းဆိုင်မှာပဲရောင်းလိုက်ပါတယ်သူတို့ကုံကျုံးဆိုင်ဆိုတော့အမှပဲပေးသွင်းလိုက်ပါတယ်900ကျပ်နဲ့သူတို့ပြန်ရောင်းရင်1100လောက်ရောင်းပါတယ်အဲ့ဒါကြောင့်မို့ကိုယ်တိုင်ဈေးကွက်ထဲကိုရောင်းရင်ပို့ပြီးတော့အဆင်ပြေပါတယ်See you နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျ